ခမည်းမှာတနက်ရှိပြီးကျွန်တော်မှာတနက်ရှိရင်ဥပဒေအကြောင်းဆွေးနွေးလို့ရတယ်ခမည်းမှာဓာတ်ရှိပြီးကျွန်တော်မှာဓာတ်ရှိရင်စီကန်းတွေကိုဆွေးနွေးလို့ရတယ်ခမည်းလက်ထက်မှာဘာမှမရှိဘူးကျွန်တော်လက်ထက်မှာဘာမှမရှိဘူးဆိုရင်ခမည်းနဲ့ကျွန်တော်အကျိုးအကြောင်းပြောလို့ရတယ်ဒါပေမဲ့မင်းမှာတနက်တစ်လက်ရှိပြီးငါမှာဓာတ်တစ်လက်ရှိရင်အမှန်တရားကမင်းလက်ထဲမှာပဲခမည်းမှာတနက်ရှိပြီးကျွန်တော်မှာဘာမှမရှိရင်ခမည်းကင်ထားတာကလက်နက်မဟုတ်ဘူးကျွန်တော်အသက်ခါဥပဒေစီမင်းစည်းကမ်းတွေနဲ့ကိုကျင့်တရားတွေကတန်းတူညီမျှမှုပေါ်အခြေခံမှသာတိတ်ပေါ်ရှိဒီကမာရဲ့ကြမ်းတမ်းတဲ့အမှန်တရားကတော့ငွေစကားပြောတဲ့အခါအမှန်တရားကတိတ်ဆိတ်သွားအာနာစကားပြောရင်ငွေတောင်3လမ်းစုပ်တယ်စီကန်းထုတ်သူတွေကစီကန်းကိုအရင်ဆုံးဖောက်ဖျက်တတ်ကြတယ်စီမင်းစည်းကမ်းဆိုတာအားနည်းသူအတွက်တန်ကြေခြင်းဖြစ်ပြီးအားကြီးသူအတွက်လက်နက်ဖြစ်လို့လက်မှန်အောင်မပေးဘူးရတာအကုန်ခိုးတယ်ခိုးလို့မရရင်ဓမယတိုက်တယ်ရောင်းစားလို့ရတာအကုန်ရောင်းစားတယ်ရှင်းလားလှုပ်စားကြိုင်စားရတာမလွယ်ဘူးဗျာခိုးစားညစ်စားနေတာပဲကောင်းတယ်အနေမြေမှာဖရင်ပဲဟေးအာနာသိမ်းထားတာမဟုတ်ဘူးအာနာထိန်းထားတာကွာမင်းတို့ခြေထောက်တွေမြေကြီးပေါ်ထောက်ထားလိုက်ယုတ်ယုတ်အာဟာအာဟာမြေနိုးစောမရှိတဲ့ကောင်ဝေးအသေးခံတိုက်ကြကွာဒီတိုက်ပွဲမှာမသေးလဲမင်းတို့စော်ရမှာမဟုတ်ဘူးဟေးကောင်းလေးဘိုးဘက်ကဘာတွေဖြစ်နေတာလဲဘယ်ဘက်လဲဗျဘိုးမလေးရေချုံပဲပါလာတယ်စော်မရှိတဲ့ကောင်လေးကိုသာပစ်ကြပါဗျာနောက်ပြီးကျွန်တော်ကဒီဗီဒီယိုကိုလည်းအသေးပေးပါတယ်ကျွန်တော်ညီကိုအစ်စင်ကျွန်တော်ညီကိုတွေဘာလုပ်မလဲဒီသားစုအတွက်လှုပ်လှုပ်မယ်ဆရာသမားတွေအတွက်လှုပ်လှုပ်မယ်တဲ့ကျွန်တော်ဘာသာရေးကိုခိုင်းဆိုင်ဆူတောင်းပေးမယ်ကြိုးစားမယ်ဒါအဘတော့သွားနေပြီနော်နောက်ကလိုက်ခဲ့ကြအာချာချာဘောမလေးတို့ရေအဘတို့တေးနေပြီနော်မိုင်ကိုယ်10နှစ်လောက်ကြီးတယ်လေတောင်စားစုကြီးကကာဝေးဦးစီးချုပ်နဲ့တွေ့မိုင်အမနဲ့ကျွန်တော်ကမောင်နှမပါဗျာတက်ကလည်းအမအဖေထူထောင်သွားတဲ့တက်ပါခုကဘာလည်းအမကိုအမပါပဲပြည်သူလူထုကလည်းအမပါပဲဒါပေမဲ့မိုင်ကျွန်တော်တို့တက်ကလည်းတက်မှာတက်ဖဲဆိုတာရှိတယ်မိုင်ချိန်ကြီးလည်းကြာပြီမိုင်ဘိုင်းပြည်လည်းကောင်းစေချင်တာပါအဲ့တော့ကျွန်တော်တို့ဘလုပ်ကလေးလောက်အောင်ဒါတွေအမမထိနဲ့ဒါတွေကနတ်နေခိုင်းနေအမဒါတွေမထိနဲ့ဒါတွေကျွန်တော်လိုက်ရောလိုက်မယ်အမလူတွေအမထိန်းထားကျွန်တော်လူတွေလည်းကျွန်တော်ထိန်းထားမယ်ဖြစ်မလားအမတနားရီတော့မကြပါဘူးဗျာတကယ်ကြီး